โอเคငါတို့ဒီဟိုမှာကွန်ပျူတာအခြေခံစာသင်20နှစ်မှာရှိရယ်နော်စာသင်20နှစ်မှာရှိရယ်အဲဒီကောင်ကိုဖွင့်လိုက်ပဲဖွင့်လိုက်မယ်ဆိုရင်အဲ့မှာမြင်ကွင်းကို125%လုပ်လိုက်မယ်ငါတို့က chapter 1ပေါ့နော် chapter 1ဆိုရင်ဒီမှာ introduction to computer ကွန်ပျူတာကိုစတင်မိတ်ဆက်မယ်နော်ကွန်ပျူတာကိုစတင်မိတ်ဆက်တော့ဒီဘာလို့ကစပြောမလဲဆိုတော့ဒီသူ့ရဲ့စကားလုံးအဓိပ္ပာယ်တွေစပြောမှာပေါ့နော် compute ကွန်ပျူတာဆိုတာဘယ်ကနေလာတာတော့ COMPUT compute ဘယ်ကနေလာတော့ compute ကနေလာတာသူကတွက်ချက်တာပဲနော်အဲ့ဒီမှာဒီတွက်ချက်တယ်လို့အဓိပ္ပာယ်ရတဲ့အင်္ဂလိပ်စကားလုံးတွေအများကြီးရှိတယ် calculate ဆိုတာလည်းဘာလို့တွက်ချက်တာပဲဒါပေမဲ့ calculate ကအရင်ပေါ်တာဖြစ်တဲ့အတွက် calculator ဆိုတာကဏ္ဍပေါင်းဆက်အဆင့်ပဲရှိတော့တယ်ဟုတ်ပြီနော်compute ကတော့ဒါကွန်ပျူတာဖြစ်လာတယ်ကွန်ပျူတာလို့ပြောရင်ဘာတွေရှိမလဲဆိုတော့ input device တွေရှိမယ် output device တွေရှိမယ် processing device တွေရှိမယ် storage device တွေရှိမယ်ပေါ့နော်စတင်လေ့လာကြတယ်အဲ့လောက်ကြီးနားမလည်ကြတော့ကိုဖြည်းဖြည်းချင်းပြောရမယ်ဆိုတော့ input device ဆိုတာကွာမင်းတို့ရှိမှာဒါ keyboard တို့ mouse တို့ကနေ data တွေရိုက်ထည့်တာဟုတ်တယ်နော် output device ဆိုတာ monitor ကနေပြန်ပြတာကွာ scan printer ကနေပြန်ပြတာကွာအဲ့ဒါ output တွေပဲနော် processing ဆိုတော့ဒါကွန်ပျူတာထဲမှာပါတဲ့ကွန်ပျူတာထဲမှာပါတဲ့ CPU တို့ပေါ့နော်ဒါ memory တို့အဲ့ဒါကတော့ processing device တွေပဲပေါ့ storage ကတော့ hard disk တို့သူတို့မြင်အောင်ပြောမယ်ဆိုရင် MP3 MP4 တို့ဟုတ်တယ်နော်အဲ့ဒီမှာတချင်းတွေစာသားတွေသိနေတာဖြစ်တဲ့ဒါဒီ storage သိမ်းဆဲတာဖြစ်တယ်အဲ့တော့ကွန်ပျူတာဆိုတာကိုဘာလို့လဲမေးမယ်ဆိုရင်ဘာလို့ပြောအဓိပ္ပာယ်ဖွင့်မလဲဆိုတော့ input process output storage အဲ့ function တွေပါတဲ့ electronic device ပစ္စည်းပဲအဲ့တော့ကွန်ပျူတာဆိုတာ electronic device အမျိုးအစားပဲနော်ကမ္ဘာရဲ့ပထမဆုံးကွန်ပျူတာကိုဘယ်ချိန်မှာထုတ်လဲဆိုတော့1944ဘယ်ကုမ္ပဏီကထုတ်တယ်ဆိုတော့ IBM ကုမ္ပဏီကထုတ်တယ်နော် IBM ဆိုတာInternational Business Machine ကုမ္ပဏီပေါ့ IBM အဲ့ကုမ္ပဏီက1944ငါတို့နိုင်ငံအနေနဲ့ဆိုရင်ဟိုပါပဲရှိအောင်ပါပေါ့နော်ဒါလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလပေါ့1948မှာလွတ်လပ်ရေးရဆိုတော့လေ1944လွတ်လပ်ရေးမရခင်လောက်မှာသူတို့ကပထမဆုံးကွန်ပျူတာကိုစတင်ထုတ်နေပထမဆုံးကွန်ပျူတာကတော့ mainframe ကွန်ပျူတာကြီးပေါ့ခန်းလုံးပြည့်ပေါ့အဲ့ကွန်ပျူတာကြီးတစ်လုံးကအစာအုပ်ဒီအိမ်တစ်လုံးတော့အဲ့လိုရှိတယ်အကြီးပဲအဲ့ကွန်ပျူတာကိုဘာလို့ခေါ်လဲ Mark 1လို့နာမည်ပေးတယ်ဟုတ်တယ်နော်ကွန်ပျူတာစပြီးပေါ်လာတော့ဘာမှမလုပ်နိုင်သေးပါဘူးစင်းစရာတွေလုံတော့အချက်လက်တွေစူးစီးပေးအောင်တော့ပဲနောက်ပိုင်းတစ်ဖြည်းဖြည်းဒီတီထွင်လာရင်းနဲ့ခုချိန်ဆိုရင်ငါတို့ကင်နေတဲ့ laptop အဆင့်ခုစဉ် tablet အဆင့် iPad တွေနော်အဲ့အဆင့်တွေရောက်လာတယ်အခုငါတို့သုံးနေတဲ့ကွန်ပျူတာတွေကတော့ဘာလို့ခေါ်လဲ PC personal computer လို့ခေါ်တယ်ဟဲ့နော်စပွဲပေါ်တင်သုံးလို့ရတဲ့အတွက်ဘာလို့လဲခေါ်သေးတော့ desktop computer လို့လည်းခေါ်သေးတယ်laptop computer တွေတို့notebook တို့ notebook တို့ဒါတွေလည်းရှိသေးတယ် PDA ဆိုတာလည်းရှိသေးတယ် PDA ဆိုတာ personal digital assistant အဲ့ဒီမှာဆိုတော့လက်ထောက် assistant တယောက်ထားလိုက်တယ်လို့မျိုးပဲဘယ်ချိန်မှာဘာလုပ်မယ်သူကမှတ်ပေးတယ်ပေါ့အချိန်တိုင်းသူကအလန်းလေးပေးတယ်ပေါ့နော်PDA စနစ်တွေအခုချိန်မှာဆိုရင်တော့ mobile phone တွေကကွန်ပျူတာနီးပါးတော့လုံနိုင်တဲ့ဖုန်းတွေပေါ်လာတယ်နောက်တစ်ခုက IBM ကုမ္ပဏီလို့ပြောရင်ငါတို့ထပ်ပြီးတွဲသိရမှာဒီ Apple ကုမ္ပဏီကိုလည်းသိရမှာဘာလို့လဲသိရမှာနော် Apple ကုမ္ပဏီကိုသိရမှာကွန်ပျူတာလောကမှာတော့ IBM နဲ့ MAC ဆိုပြီး platform တွေမျိုးရှိတယ် IBM တွေကိုတော့ PC လို့ခေါ်တယ်Apple ကိုတော့ PC လို့မခေါ်ဘူးနော် Apple ကိုတော့ MAC လို့ခေါ်တယ်ဒီ MAC ကုမ္ပဏီ Apple ကုမ္ပဏီကဆိုရင်သူပစ္စည်းတွေကလုံးဝသူအစားဆုံးပစ္စည်းရော hardware ရော software သူပဲထုတ်တာနောက်ဆုံး iPhone မှာနာမည်ပြန်ကြည့်လာတာ iPad လည်းရောသူ့ရဲ့အောင်မြင်မှုကအထွတ်ထိပ်ကိုရောက်သွားတာပဲဟုတ်ပြီနော်ငါတို့ကွန်ပျူတာလောကမှာတော့ IBM လေးတဲ့ပဲအတွေ့အထိများပါတယ် Apple MAC တွေကတထေးတွေပဲသုံးလိုက်တာငါတို့သိမသုံးနိုင်ဘူးပေါ့နော် Okay အဲ့ဆိုရင်ဒါက chapter 1 introduction to computer ပေါ့နော်ဒါပေမဲ့ကွန်ပျူတာမှာဒါပထမဆုံးကလေးတွေကိုသင်မယ်ဆိုရင်တော့အရင်ဆုံးဒါကွန်ပျူတာ keyboard လို့ခေါ်တယ်ဒါ mouse လို့ခေါ်တယ်ဒါ monitor လို့ခေါ်တယ်အဲ့လိုလေးတွေအရင်ပြောအောင်ပါနော်